ပြစ်ထားတာကြာပြီဖြစ်တဲ့နှစ်ထပ်တိုင်ဖရီအဟောင်းကိုဇနီးမောင်နဲ့နှစ်ယောက်နေဖို့ပြင်ဆင်ပုံလေးကိုကြည့်ရအောင်ပထမဆုံးပုံထားတဲ့မိုက်တွေကိုဖယ်ထုတ်ရမယ်ပြီးရင်တော့နေရာမှာကပ်ညိနေတဲ့မှုတွေအညစ်အကြေးတွေကိုရေထိုးပိုက်တွေနဲ့အချိန်ပြင်းပြင်းသုံးပြီးတန်ရှင်းပါမယ်တန်ရှင်းလုပ်ပြီး၆ခံပြီးရင်တော့ဈေးကုတ်တွေတုပ်ပါမယ်ဗီဂျိုတွေပလက်ဂျိုတွေတက်မယ်ပရင်းပေါက်ပေါင်ကိုတန်ပန်းနဲ့ထုတ်တန်းတွေတက်မယ်အပေါ်တန်းနဲ့အောက်ထပ်မှာရောမနိုင်းဖလော်ချက်တွေချမ်းမြေမှာအပြည့်ကင်းမယ်အပေါ်ထပ်မှာကာနီနဲ့မှန်အချက်တွေနဲ့တန်းတွေတက်မယ်အိယာရဲ့ nice တန်းရဲ့ဗီဒီယိုရဲ့နေရာတခြားချမယ်ပရင်းပေါက်တွေအတွက် privacy လဲရပြီးလှလဲလှအောင် like ကလှလေးတွေတက်မယ်အပင်အစ်စ်ကလေးတွေကိုလည်းအလှထားမယ်ပရင်းအောက်ကရေချိုးကန်အင်္ဂါအတွက် slide တော့တကားတက်မယ်အထဲမှာခြေပြားခင်းမယ်ရှာဝါဒွမ်းနဲ့ဘေးစင်တွေလည်းတက်မယ်ဒီဘက်လေကအောက်မှာတော့မိဖို့ကြောင့်အတွက်ကပ်ဘိနက်နဲ့ကောင်တာတော့ထည့်မယ်ဘေးစင်တွေထည့်မယ်မိဖို့ကြောင့်သောပစ္စည်းတွေထည့်မယ် living room အတွက် TV set ရှိမယ်ကော်စောလာလေးခင်းမယ်ဆိုဖာဆက်နဲ့ coffee table လေးထားမယ်ခမင်းစပွဲလေးလည်းထားမယ်ဒါဆိုရင်တော့ဇနီးမောင်နဲ့နှစ်ယောက်အတွက်ပြည့်ပြည့်စုံတဲ့နှစ်ထပ်ထပ်အင်္ဂလိပ်အဖြစ်ပြောင်းလဲသွားပါပြီအားလုံးကိုကျေးဇူးများတင်ပါတယ်